မာသီရဲ့ကူညာဘာလဲဘယ်လေဘရာဇီးရဲ့ရှေ့ရန် forward ဆိုတာကစ်ဆက်သမိုင်းဆက်ရွှေတီးစောင်းခဲ့ကြတဲ့လူတွေကြီးပါပဲမာသီရဲ့ကူညာဒီကစားသမားကမန်ချက်စတာယူနိုက်တက်ကိုလိုလိုချင်းချင်းနဲ့ပြောင်းရွှေ့လာခဲ့သူတယောက်ချန်ပီယံလိယူရိုပါလိဘယ်ဥရောပပြိုင်ပွဲမှာမကစားအသည့်တိုင်ယူနိုက်တက်မှယူနိုက်တက်ဆိုတဲ့ကစားသမားတယောက်အသက်26နှစ်ရွယ်နဲ့ယူနိုက်တက်ရဲ့ဒုက္ခတွင်းတွေကိုဆင်းရဲသူဖြစ်လာခဲ့ပါတယ်ပရီးမီးယားလိမှာ200ဒီပေါင်း65ပွဲကစားပြီးတော့29ကိုသွင်းယူပေးထားနိုင်ခဲ့ပါတယ်ကိုညာကဘလို့ကစားသမားမျိုးလဲဆိုတော့ United လိုအပ်နေသမျှအရာအလုံးကသူ့စီမှာရှိနေတဲ့ကစားသမားမျိုးပါ Creative movement နဲ့ထက်မြက်တဲ့ finishing တွေအကုန်လုံးကိုပြည့်စုံတဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ကစားအကျက်တဲ့အသင်းတွေနဲ့တွေ့ရင်တော့ကိုညာရွှေပဲ attacking threat တွေမှာအဓိကအသက်သွေးကြောဖြစ်ခဲ့ပြီးတော့အရေးပါတဲ့သွင်းကိုတွေ link up play တွေနဲ့နောက်တန်းဆင်းကူမှုအပိုင်းတွေမှာပါအားကောင်းတဲ့သူတစ်ယောက်ပါပဲ2024-2025ရာသီမှာဆိုလို့ရှိရင်ပရီးမီးယားလိမှာကစားခဲ့ကြတဲ့ဘရာဇီးကစားသမားတွေရဲ့တရားသီတွင်းသွင်းကိုအများဆုံးစံချိန်ကိုကူညာလိုက်မိခဲ့ပြီးတော့ဖာမီနိုမာတီနေတို့လိုမျိုးအသင်းကြီးတွေမှာမဟုတ်ဘဲနဲ့ဘူဖ်အသင်းတွေကိုကူညာလှုပ်ပြထားနိုင်ခဲ့တာပါဘူဖ်အသင်းရဲ့အစောပိုင်းကာလတွေမှာနံပါတ်9 striker ပုံစံကစားခဲ့ရပေမဲ့နောက်ပိုင်းမှာတော့သူကသူ့ရဲ့အကောင်းဆုံးပုံစံကဘယ်ချမ်းအာတန်နံပါတ်10ကစားသမားဆိုတာထင်ထင်ရှားရှားမြင်လာရပါတယ်ကွင်းလေအထိဘောလုံးဆင်းယူမယ်ပြီးတော့သူ့ရဲ့ pass တွေနဲ့ chance creation တွေလုပ်မယ်အဝေးကနေပြီးတော့ကန်ချက်တွေကိုလုပ်မယ်ကူညာဒီလိုကစားသမားမျိုးပါပြီးခဲ့ရာသီမှာတော့ကိုညာက area အပြင်ဘက်ကနေကန်သွင်းမှု6ဂိုးအထိကိုသွင်းယူနိုင်ခဲ့ပြီးတော့ Bruno Fernandes နဲ့နီးတူဂိုးပေါက်ချင်းချောင်းမှု52ကြိမ်ထိလည်းပြုလုပ်ထားနိုင်ခဲ့ပါတယ်။ဒါ့အပြင်ကွင်းတွင်းမှာအတီးလွှားကစားနိုင်မှုမှာကြည့်မယ်ဆိုလို့ရှိရင်လေ81.1%ရာခိုင်နှုန်းထိကိုပြုလုပ်ထားနိုင်ခဲ့ပြီးတော့ဒါက Premier League မှာပြောမယ်ဆိုရင်တော့အများဆုံးပါ။ဒီရာသီလိသွင်းကိုအနေနဲ့ penalty ကိုမပါဘဲနဲ့တပွဲကိုပြန်မြအနေနဲ့ 0.56 ဂိုးဆိုတာကဆာလာ ရာဖီညာနဲ့ Vinicius တို့တောင်မှပို့ပြီးတော့များနေပါတယ်။ဒီနေ့ကအမော်ရီရဲ့လက်အောက်မှာအဝင်ဖို့အတွက်စိတ်ပူစရာမလိုပဲဘူဗာနန်သင်းမှာတောက်လျှောက် 3 back system အောက်မှာကစားလာခဲ့ရသူမလို့တိတ်ပြီးတော့ထွေထူးဖြစ်နေမှာတော့မဟုတ်ပါဘူးအမော်ရီရဲ့လက်အောက်မှာလည်းကူညာက left number 10 row မှာအများဆုံးကစားဖို့ရှိနေပြီးတော့တကယ်လို့တိုက်စစ်မှုအသစ်ထပ်မခေါ်ပြစ်ခဲ့ရင်တော့ရန်ဘယန်က striker နေရာမှာလည်းကစားနိုင်ပါ री အဲ့ဒီနေရာတွေမှာလည်းကူညာကဝူဗာနန်ကိုမရောက်ခင်လာကလေးကဒီကိုမှာကစားခဲ့ရအကြောင်းမလို့ကူညာစီကအမော်ရီလိုချင်တဲ့လိုအားနှုံးနဲ့ profile ကလည်းရှိနေရပါတခုပဲစိုးရိမ်စရာရှိတာကကူညာရဲ့ကွင်းတွင်းစီကံပိုင်းဖြစ်ပြီးတော့ရန်ဘယန်ကမှမထိန်ချုံနိုင်တဲ့ emotion တွေကတခါလေပွဲပေါ်မှာတက်ရောက်မှုကြီးမားနိုင်ပါ री အဲ့ဒီကျူးပိုင်းမှာတော့အားနည်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပေမဲ့မဟုတ်မခံပုံစံနဲ့စိတ်သက်ပိုင်းက United ရဲ့တရေနီဟောင်းဝင်းရိုနီပုံစံမျိုးပါပဲဒါကြောင့်ရိုနီလိုမျိုး United ရဲ့ဂန်တွင်ဖြစ်လာမလားဆိုတာကတော့မသိရဲ့ကူညာရဲ့ United နေဇွဲတွေကိုစောင့်ကြည့်ရင်ခုန်ရအောင်ပါ